ကဘာပေါ်မှာအသုံးများဆုံးဖြစ်တဲ့ကျွန်တော်တို့ CMS ပေါ့နော် Content Management System လို့ခေါ်တဲ့ WordPress တခုနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ကျွန်တော်ဒီ WordPress ကိုကျွန်တော်တို့ဘယ်လိုကျွန်တော်တို့ hosting တခုမှာကျွန်တော်တို့တင်မလဲပေါ့နော်အဲ့တော့ဘာကြောင့်ဒီ WordPress ကလိုအပ်တာလဲ WordPress ဆိုတာကတော့ Content Management System ဆိုတာကျွန်တော်တို့အလားတူရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ social media Facebook ပေါ်မှာကျွန်တော်တို့ post လေးတွေတင်တယ်ပေါ့ဗျာနော်ကျွန်တော်တို့ post လေးတွေတင်လိုက်တယ်တစ်ဖက်ကကျွန်တော်တို့တခြား follower တွေကကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒီဆန်ဆန်ပါပဲအဲ့တော့ကျွန်တော်တို့ကနှစ်ဖက်ရှိတယ်ပေါ့နော်public အများပြည်သူကြည့်လို့ရတဲ့ဘက်ရဲ့ကိုယ်တွေပဲကြည့်လို့ကိုယ်တွေပဲတင်တဲ့နေရာလုပ်လို့ရတယ်နှစ်နေရာရှိတယ်ပေါ့ဗျာအဲ့တော့ဒါတွေကဘာကောင်းလဲဆိုရင်တော့ကျွန်တော်တို့ဒီမဂဇင်းတွေစာဆောင်တွေသူတို့ကနေပြီးတော့ကျွန်တော်တို့သူတို့ရဲ့ဒီရေးထားတဲ့စာမူတွေကိုအကုန်လုံးဒီ online ပေါ်မှာအများပြည်သူသိအောင်ပြချင်တယ်ဆိုတော့လုပ်ငန်းမျိုးတွေအတွက်အကုန်သုံးတဲ့တယ်ပေါ့ဗျာအဲ့တော့အခြေခံဖြစ်တဲ့ WordPress ကိုကျွန်တော်တို့ဒီ free hosting ဖြစ်တဲ့ Infinity Free မှာကျွန်တော်တင်ပြမှာပေါ့နော်အဲ့တော့ကျွန်တော်ရှိမှာဟိုအရင်ဗီဒီယိုကမိတ်ဆက်ထားတဲ့ကျွန်တော်free account ရှိတယ်ပေါ့ဗျာကျွန်တော်မှာဒီမှာ Go Premium လို့တောင်ရေးထားတယ်ကျွန်တော်ဝယ်ထားတာမဟုတ်ဘူး free Gmail account ရှိအောင်လည်းရတယ်အဲ့တော့ကျွန်တော်မှာ website နှစ်ခုရှိပြီအခုကျွန်တော်3ခုပဲပေးတာနောက်ဆုံးတစ်ခုပေါ့နော်ကျွန်တော် create account လုပ်လိုက်မယ်နော်အဲ့တော့ create account လုပ်ရင် तू ကဒီမှာကျွန်တော်ဘာလုပ်မှာလဲရွေးဘယ်ဥစ္စာရွေးမှာလဲပေါ့နော်ကျွန်တော်ကတော့ဒီမှာ free ဖြစ်တဲ့ free forever လို့ပြောထားတာပေါ့နော် free forever ဖြစ်တဲ့ကျွန်တော်က create now နဲ့ပဲလုပ်လိုက်မယ်အဲ့တော့ please confirm that you are human ပေါ့နော်အဲ့တော့ဒါမျိုးတွေလည်းစစ်ဆေးရပေါ့ဗျာဒါကတော့ထုံးစံတိုင်းပေါ့နော်ခဏလေးစောင့်ဝေးပါ line ပေါ်မူတည်ပြီးတော့အနည်းငယ်ကြာတတ်တယ်ပေါ့ဗျာဟုတ်ပြီ verifying လုပ်နေပါတယ် Cloudflare ကတို့လည်း Cloudflare သုံးတယ်ပေါ့နော် Cloudflare သုံးများကြတယ်ဆက်သူကသူ auto ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ domain လေး create လုပ်လို့ရပြီဟုတ်ပြီနော်အဲ့တော့ domain လေး create လုပ်ပြီဆိုရင် domain နောက်မှာရှိတဲ့ခုန extension လို့ခေါ်ရပေါ့နော်ကျွန်တော်တို့ဆိုရင်ကျွန်တော် rf.gt ကိုသုံးတယ်ပေါ့နော်ဒီမှာကိုနှစ်သက်ရာလေးရွေးလို့ရတယ်ဗျာနော်ကျွန်တော်တို့ rf.gt ဒီမှာဘာနဲ့ကိုလိုချင်တယ်လဲပေါ့နော်အဲ့ဒါလေးကိုရွေးလို့ရတယ်ဗျာအဲ့တော့ကိုလုပ်ငန်းနဲ့နည်းနည်းလေးစင်မဲ့ဥစ္စာဥပမာဆို page.gt ပေါ့နော်ဥပမာဆိုကြပါစို့ page ဆိုနည်းနည်းလေးလှရတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့သုံးကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ page.dd အဲ့တော့ရှေ့မှာကိုယ့်ရဲ့လုပ်ငန်းဥစ္စာရွေးပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းဥပမာဆိုကြပါစို့ကျွန်တော်ကဘာအတွက်ပြမလဲဆိုကျွန်တော်ဥပမာmy WordPress ပဲတင်ပြမှာဆိုတော့ my WordPress page ပေါ့နော်ဒီ PRESS သူများယူပြီးသားလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုရမရ check availability ဆိုတဲ့ဥစ္စာလေးခလုတ်လေးနှိပ်ကြည့်လိုက်မယ်ကျွန်တော်တို့ဒါဆိုရင်သူပေးတယ်ပေါ့ဗျာအဲ့တော့ဒီမှာwebsite mywordpress.page.gt ပေါ့နော်အဲ့တော့ account username ကသူကလုံးလို့မရဘူး automatically လုပ်မယ် account password ဒီမှာရှိတယ်အဲ့တော့ဒီမှာ email consent ကနေပြီးတော့ဟို supplier ကဆက်သွယ်ရမလားတဲ့အဲ့တော့ကျွန်တော်ကတော့မရဘူးလို့ပြောလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ free ပဲသုံးမှာဖြစ်တဲ့အတွက်ဆက်သွယ်နေရှုပ်ဦးမယ်အဲ့တော့ create account ကိုနှိပ်လိုက်ပါခဏလေးစောင့်လိုက်ပေါ့နော်အဲ့တော့ခဏလေးစောင့်ပြီးလို့ရရင်ဒီ domain ဟာကျွန်တော်တို့ခေါ်လို့ရမယ်ပေါ့နော်ဒီ domain အောင်ဒီ domain နဲ့ကျွန်တော်တို့ WordPress ဒီဆောက်ပြမှာပေါ့ဗျာနော်အဲ့တော့ setting up your host account ကျွန်တော်စောင့်နေတော့မှတစ်ချိန်တည်းမှာကျွန်တော်တို့လိုချင်တဲ့ဘာလို့ယူမှာလဲကျွန်တော်တို့က WordPress down ရမှာဆိုတော့ကျွန်တော်တို့ WordPress download ဆိုတာသွားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာdownload WordPress ဆိုတာနှိပ်လိုက်ပေါ့နော်အဲ့တော့ဒီ file လေးဟာနည်းနည်းလေး site လေးရှိရပေါ့နော် site လေးရှိတော့ကျွန်တော်က down မပြတော့ဘူးကျွန်တော် down ပြီးသားဥစ္စာကျွန်တော်ပြမယ်ပေါ့နော်အဲ့တော့မရှိသေးတဲ့လူကဒီမှာကျွန်တော်တို့နောက်ဆုံး WordPress ပေါ့နော် 6.9 အဲ့ဒါလေးကို download ဆိုတာနှိပ်လိုက်ရင်ရတယ်ဗျာနော် download ဆိုတာနှိပ်လိုက်နော် download ဆိုတာနှိပ်လိုက်ရင်ကျွန်တော်တို့ download မှာကျွန်တော်တို့ဒီမှာခုနကျွန်တော် down ထားတာရှိတယ်အဲ့တော့ဒီလို file လေးကြာလာလိမ့်မယ်ပေါ့နော်ဒီမှာဆိုရင်WordPressပေးရောက်သွားပြီလေဒီမှာနော် WordPress 6.9နော်ဒီ file လေးပါအဲ့တော့ကျွန်တော်သူ့ကိုဖြီလိုက်တာကျွန်တော်က WordPress ဆိုပြီးတော့ဒီ file လေးထွက်လာတယ်အဲ့တော့ကျွန်တော်ဒါလေးကိုတင်ပြမှာပေါ့နော် Okay အဲ့တော့ခုနကဥစားပြီးပြီလားကြည့်အောင်အဲ့တော့ setting up
your hosting account နဲ့နည်းနည်းလေးကြာတယ်ပေါ့နော်သူရရင်ရသွားပြီနော်ရသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲအဲ့တော့ visit site ဆိုပြီးတော့ကျွန်တော်နှိပ်ကြည့်အောင်အဲ့တော့ your domain is ready ရပြီကျွန်တော်တို့သုံးလို့ okay အဲ့တော့အဲ့ဒါဆိုကျွန်တော်တင်ပြမယ်ပေါ့နော်တင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ WordPress file တွေကိုကျွန်တော်တို့ကဟိုမှာတင်ရမှာပေါ့နော်တင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုတော့ file manager ပေါ့နော် file manager ကိုသွားရမယ်နော် file manager ရောက်ပြီဆိုရင်ကျွန်တော်တို့သူ httdocs ဆိုတဲ့အောက်ထဲကိုဝင်မယ်ပေါ့နော်တစ်ချက်နှိပ်လိုက်တယ်အဲ့မှာသူက file တွေပေးထားတယ်ပေါ့နော် file for you အဲ့တော့ကျွန်တော်ဒီနှစ်ခုလုံးကကျွန်တော်မလိုတော့ကျွန်တော်ကဖျက်ပစ်လိုက်မယ်ဖျက်ပစ်လိုက်မယ်ဆိုတော့ delete ဆိုတော့ကျွန်တော် more ထဲမှာရှိရခြင်းဟုတ်တယ် delete okay အားဆိုမရှိတော့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကမလုပ်မလဲဆိုတော့ကို file ကိုအထဲကိုထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ခုချင်းတင်ရင်တော်တော်ကြာတယ်ဗျနော်ကျွန်တော်တင်တဲ့နည်းကတော့မြန်လိမ့်မယ်အဲ့တော့ကျွန်တော်ပထမဘာလုပ်မလဲကျွန်တော်တို့ zip ချုံလိုက်မယ်ဒီကောင်သူ original zip မဟုတ်ဘူးပေါ့နော်ကျွန်တော်တွင်းထဲမှာဘာ folder မှမခံမဲနဲ့ zip နော်အဲ့လိုချုံလိုက်မယ်အဲ့တော့ zip ချုံတာဖြစ်တဲ့အတွက်မြန်တယ်ပေါ့နော်ခဏလေးစောင့်ပါဒါဆိုပြီးသွားပြီအဲ့တော့ကျွန်တော်ဒီ WordPress file လေးရပြီပေါ့နော်ကျွန်တော်လမ်းကြောင်းလေးကိုကျွန်တော်တို့ copy ကူးထားလိုက်မယ်နော်အဲ့တော့ဒီ file လေးကိုထည့်မှာဆိုတော့ကျွန်တော်တို့ upload လုပ်လိုက်မယ် upload လုပ်ရင်ကျွန်တော်တို့ရွေးရမှာကရိုးရိုး file တင်မှာလားသူက zip and extract လားဆိုတော့ကျွန်တော်တို့ zip and extract ပေါ့နော်အဲ့တော့ကျွန်တော် choose file ရွေးမယ်choose file ရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ခုနလမ်းကြောင်းလေးတိုင်းပေးလိုက်မယ်ကျွန်တော်တို့ enter လေးနှိပ်လိုက်ရင်ဒီမှာခုနပြောတဲ့ကျွန်တော်တို့ WordPress လေးကျွန်တော်တို့ open နှိပ်လိုက်မယ် okay အဲ့တော့သူကဒီတိုင်းပဲကျွန်တော်တို့ upload and extract ဆိုတာနှိပ်လိုက်မယ်ဆိုတော့29 MB ပေါ့เนาะကျွန်တော်တို့ internet line ပေါ်မူတည်ပြီးအနည်းငယ်ကြာမယ်ပေါ့เนาะအဲ့ဒါလေးပြီးအောင်စောင့်ပါဒီဟာလေးတင်ပြတာကတော့ကျွန်တော်တို့ WordPress အသစ်ကိုတင်ပြတာပေါ့နော်ကျွန်တော်အရင်ရှိပြီးသား website ကတော့ကျွန်တော်တို့ကကျတော့အရင်အဟောင်းရှိတယ်အဲ့တော့ကျွန်တော်တို့အဟောင်းကြတော့နည်းနည်းလေးမတူဘူးပေါ့နော်လောက်ရတာကျွန်တော်တို့ database တွေအထက်ကိုထည့်ရတယ်နော် database တွေအထက်ကိုထည့်ရတယ် file တွေကလည်းအသစ်တွေမဟုတ်ဘူးအဟောင်းတွေပဲဆိုတော့ migrate လုပ်ရတယ်ပေါ့နော်နည်းနည်းလေးမတူဘူးပေါ့နော်တကယ်လို့လိုအပ်ရင်ကျွန်တော်အဲ့လိုမျိုးလေး migration လဲလုပ်ပေးနိုင်ပါတယ်တကယ်လို့သိကျင်နေဆိုရင်ကျွန်တော်တို့ comment လေးမှာရေးပြခဲ့ပါတော့ဒါဆို extract လုပ်နေပြီပေါ့နော်Okay အဲ့ဒါဆိုပြီးသွားပြီအဲ့တော့ဒီမှာတစ်ခါတည်းကိုတန်းပြီးတော့ကျွန်တော်တို့ကြာလာတယ်ပေါ့နော် Okayအဲ့ဒီအချိန်မှာကျွန်တော်ကဒါကြိုပြီးတော့လေ့ကျင့်ထားတာတော့မရှိဘူးပေါ့နော်ကျွန်တော်ဒါရိုက်စမ်းပြတာပေါ့နော်အရင်အတွေ့အကြုံရပါဗျာနော်အဲ့လိုဆိုတော့ကျွန်တော်တို့ဒီခုနခေါ်ထားတဲ့ဥစ္စာကိုပဲကျွန်တော်တို့ refresh လေးလုပ်လိုက်မယ်နော်refresh လေးလုပ်လိုက်တာနဲ့ဒီမှာဘာတွေ့ရလဲဆိုကျွန်တော်တို့ site ကိုဒီမှာ setup config ဆိုပြီးတော့ချက်ချင်းပေါ်လာတယ်နော်WordPress install လုပ်ပထမဆုံး install လုပ်မဲ့ page ပေါ့နော်အဲ့တော့ကျွန်တော်တို့ continue ဆိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာသူကdatabase name တွေ user name တွေ password တွေ host တွေလိုမယ်ပေါ့နော် table prefix တွေဘာတွေပေးမလဲပေါ့နော်ဒါတွေလိုမယ်သူကဆိုတော့ကျွန်တော်တို့
let's go ပေါ့ဗျာသွားကြည့်အောင်အဲ့တော့ WordPress database name ကပါလဲတဲ့ဒီဟာလေးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကသွားပြီးဖန်တီးကြရအောင် okay အဲ့တော့ကျွန်တော်တို့ကတခါတည်းချိတ်လို့ရမလားပေါ့နော် तू က create လုပ်ပေးနိုင်လားဆိုတာလည်းစဉ်းစားရမယ်ပေါ့နော်ကျွန်တော်တို့ host ကို local host နဲ့ရလားတကယ်တစ်ချက်လောက်ကျွန်တော်စမ်းကြည့်အောင်ကျွန်တော်တို့မရရင်ကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ database name ကိုလွယ်လွယ်လေးပဲ my WordPress လို့ပေးလိုက်မယ် okay user name လည်းမှာဆိုလို့ကျွန်တော်တို့ my WordPress ပဲပေးလိုက်မယ် password လည်းကျွန်တော်စမ်းပြတာဖြစ်တဲ့အတွက် my WordPress ပဲပေးလိုက်မယ်ဒါပဲဖြစ်မယ်အကုန်လုံး my WordPress ကြည့်မယ် okay local host ကသူ့အတိုင်းထားကြည့်မယ်ကျွန်တော် submit လို့နှိပ်ကြည့်အောင်အဲ့တော့ तू ကပြောနေတယ်မရှိဘူးပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်သိသွားပြီအဲ့ကျွန်တော်တို့ဘာလုပ်ရမလဲ database တည်ဆောက်ရမယ် okay database ဘယ်လိုတည်ဆောက်လဲကျွန်တော်ကြည့်အောင်အဲ့တော့ database တည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့ MySQL database ထဲကိုကျွန်တော်တို့သွားမယ်ကျွန်တော်တို့ဒီadmin ထဲမှာတော့ကျွန်တော်တို့ကြော်ညာတက်တယ်ပေါ့နော်ဒါကတော့သိခံပေးရမယ်ကျွန်တော်တို့ site ဒီမှာတော့ तू ကကြော်ညာမထိုးဘူးဒါကတော့ infinity free ရဲ့တော်တော်လေးကောင်းတဲ့အချက်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့ privacy ကိုကိုလိုရင်လည်းဖြည့်ပြီးတယ်ပေါ့နော်ဟောဒီမှာကျွန်တော်တို့ create database လုပ်ရမယ် okay အဲ့တော့ဒီမှာကျွန်တော်တို့ MySQL password ကဒီဟာပေါ့နော် MySQL username ကဒီဟာအဲ့တော့ဒါလေးကိုကျွန်တော်တို့ copy ကူးမယ်ကူးမယ်အရင်ဆုံးကျွန်တော်တို့ database လေး create လုပ်အောင်နော်အဲ့တော့ဒီမှာ database name ကိုကျွန်တော်ဘာပဲပေးမလဲကျွန်တော်တို့ my WordPress ပဲပေးရအောင် database name ကို my WORDPRESS okay my WordPress create database လို့ပြောလိုက်မယ် okayအဲ့ဒါဆိုရင်ကျွန်တော်တို့ database create တခုလုပ်ပြီးသွားပြီပေါ့ဒီမှာကြည့်နော် php myadmin ကိုသွားလို့ရတယ်အဲ့တော့ကျွန်တော်တို့ database နေကဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ database နေကဒါဖြစ်သွားတယ် okay အဲ့တော့ဒါလေးကိုကျွန်တော် copy ကူးလိုက် copy ကူးပြီးတော့ကျွန်တော်တို့try again ဆိုတဲ့ဥစ္စာပေါ့နော်ဒါမှမဟုတ် back ပြန်ဆုပ်အောင်ကျွန်တော်တို့နော် back ပြန်ဆုပ်ပြီးတော့ကျွန်တော်တို့ database name ကဒါဖြစ်သွားပြီ user name ကဘာဖြစ်မလဲ user name ကကျွန်တော်တို့ဒီမှာ MySQL user name ကဒါလေးပေါ့နော်အဲ့တော့ဒါလေးကို copy ကူးထည့်မယ် password ကဒီမှာသူပေးထားတယ်ဒီမှာ copy ယူမယ် paste host လည်းသူပေးထားတယ်ဒီမှာကျွန်တော်တို့ MySQL host name ကဒါအဲ့တော့ account မတူရင်တော့ကွဲသွားမယ်ပေါ့နော်ကျွန်တော်တို့တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်အဲ့တော့ဒီ table preface ကိုတော့ကျွန်တော်တို့ WP ပဲကျွန်တော်တို့ထားလိုက်မယ်ပေါ့နော် okay ဒါပဲထင်တာပဲအဲ့တော့ကျွန်တော်ချိန်ကြည့်မယ် submit ရတယ်ဗျာအဲ့တော့ဒီမှာ run the installation အဆင့်ကြီးရောက်လာပြီပေါ့နော်ဒါသိမ်းမလားဆိုတော့ကျွန်တော်တို့မသိမ်းဘူးလို့ပြောလိုက်မယ်နော် run installation sign in ကျွန်တော်တို့ပေးလို့ရပြီအဲ့ဒါဆိုရင် my WordPress okay username ကျွန်တော်ပြောထားတယ်ကျွန်တော်ခုစမ်းပြတာဖြစ်တဲ့အတွက်လွယ်အောင်လို့ကျွန်တော်က my WordPress ကြီးပဲပေးမယ်နော်အဲ့တော့ password လည်းလွယ်ပဲပေးမယ် your email ကြတော့confirm use weak password သုံးမယ်လို့ပြောထားလိုက်တော့ပေါ့နော်အဲ့တော့ email ကိုတော့ကျွန်တော်တို့ပေးရမယ်ဆိုတော့ကျွန်တော်တို့ email ပေးလိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့ main type moid mail လို့ပေးလိုက် gmail.com okay ဒါပဲ okay သိကြပြီဆိုရင်ကျွန်တော်တို့ကဒါကဘာ password လဲဆိုရင်ကျွန်တော်တို့ဒီ WordPress ထဲကိုဝင်မဲ့ login password ကိုပြောတာပေါ့နော် login username နဲ့ password ကိုပြောတာ install WordPress okay နော် change your password ချက်ချင်းကိုလာတယ်ပေါ့နော် password manager ပြောနေတယ်လွယ်လွန်းတယ်ပေါ့နော်ကျွန်တော်ပြောတာအဲ့တော့ဒီမှာရသွားပြီအဲ့တော့ကျွန်တော် login မဝင်သေးဘူးကျွန်တော်တို့ site ကိုအရင် visit လုပ်ကြည့်အောင်အဲ့တော့ site ကိုကျွန်တော်တို့ဘယ်လို visit လုပ်မလဲကျွန်တော်တို့ overview ကိုပြန်သွားပါတော့ overview ကိုပြန်သွားလိုက်ရင်ကျွန်တော်တို့ visit site ဆိုတာရှိတယ်ကျွန်တော်နှိပ်ကြည့်အောင်ဒီမှာကျွန်တော်တို့ hello world welcome to WordPress this is your first post edit or delete it then start writing ဆိုပြီးတော့ဒီလိုလေးပါ WordPress ဒါပါကျွန်တော်တို့အဆောင်အယောင်တွေဘာမှမပါသေးဘူးပြီးွားပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့နောက်ွယ်ကကျွန်တော်တို့ဝင်ကြည့်အောင် login အဲ့တော့ login ကဒီမှာပေးထားလားဆိုမပေးထားဘူးပေါ့နော်အခုနကျွန်တော်တို့ဒီမှာ login ပေးထားတယ်အဲ့တော့ဒီကနေဝင်တယ်
ပြီ username ကဘာဖြစ်မလဲ my WordPress password လဲ my WordPress remember လို့ကျွန်တော်ပြောလိုက်မယ် login ဟုတ်ပြီနော်ဒါဆိုရင်သူ့ရဲ့နောက်ွယ်ကိုကျွန်တော်တို့ရောက်သွားပြီဟုတ်ပြီကျွန်တော်တို့ post တစ်ခုလောက်ကျွန်တော်တို့ရေးကြည့်အောင်အဲ့တော့ကို WordPress ကြာရင်တော့ကျွန်တော်တို့ password ကိုခက်တာပေးထားပြီးတော့ဗောနော်ဒီကတော့ तू ကအမြဲတမ်းချိန်ခိုင်းနေတယ်ကျွန်တော်လွယ်လေးပေးလိုက်လို့ဗောနော် password manager ကနေပြီးတော့ဟုတ်ပြီကဲဒီမှာ hello world ဗောနော်ခုနတွေ့တဲ့ဥစ္စာမဟုတ်ဘူးကျွန်တော်ကအသစ်တစ်ခုတင်အောင်ကျွန်တော်အသစ်တစ်ခုတင်မယ်ဆိုတော့ကျွန်တော်တို့ line တော့မြင်းတဲ့အတိုင်းပဲလဲနေတယ်ခဏလေးတော့စောင့်ရတယ်ဗောနော်သူက welcome to the editor တဲ့နော်ပိတ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ခဏလေးစောင့်အောင် add title မှာကျွန်တော်ကဆိုကြပါစို့ကျွန်တော်မြန်မာလိုရေးမယ်ဗောနော်အဲ့တော့ပထမဆုံး WordPress တင်ခြင်းပေါ့ဗျာ WordPressတင်ခြင်းပေါ့နော်ဒီမှာအောက်မှာစာရေးမယ်အားလုံးပဲကျေးဇူးပါနော်ဒီလိုရေးတင်လိုက်ပြီးရင်ကျွန်တော် publish လို့ပြောလိုက် okay publishing လုပ်နေတယ်ဟုတ်ပြီနော်ဒါဆိုရင်ရသွားပြီအဲ့တော့ရသွားပြီဆိုကျွန်တော်တို့ home page ကိုပြန်သွားကြည့်ပါဒါ my WordPress ဒီမှာကျွန်တော် refresh လုပ်လိုက်မယ်နော် refresh လုပ်လိုက်တာနဲ့ကျွန်တော်တို့ blog ရေးလို့ရပြီပထမဆုံး WordPress တင်ခြင်းအားလုံးပဲကျေးဇူးပါเนาะဒီဥစ္စာလေးမှတ်ထားပါကျွန်တော်ဗီဒီယိုဒီ account မဖြတ်မချင်းကျွန်တော်တို့ mywordpress.page.gd ဆိုပြီးတော့လာစမ်းကြည့်လို့ရပါတယ်ကျွန်တော် password လဲ username နဲ့ password လဲ mywordpress ပါပဲ username password my WordPress password လဲ my WordPress ပါเนาะအဲ့တော့ဒါစမ်းကြည့်လို့ရပါတယ်အတွေ့အကြုံယူပါကျွန်တော်တို့နောက်တစ်ခါကျရင်ကျွန်တော်ဗာလုပ်ပြမလဲဆိုရင်ကျွန်တော် theme လေးပေါ့เนาะဘယ်လို install လုပ်မလဲဒီမှာwebsite လှလှလေးဖြစ်သွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာထပ်ပြီးနောက်ဗီဒီယိုမှာပြောပြပေးပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်